ဝင်နေလာတဲ့တိတ်ရှိတောင်းတယ်ပေါ့နော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘယ်လိုဖြစ်လာနိုင်ခဲ့တာလဲလို့ဒါမိတ်ဆွေများသူကလည်းစိတ်ဝင်စားကြတယ်ပေါ့နော်အဲ့တော့တွေ့တိုင်းလည်းမေးကြတယ်ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြရပေါ့နော်ဆိုတော့ဒီလိုပဲကျွန်တော်ဒီကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြတယ်ပေါ့နော်ဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်ဘာလဲဆိုတော့ပေါ့နော်အဓိကဖျက်တရားလုပ်ပါနော်ဒါလူငယ်တဲ့ဘာသာရေးပေါ့ဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်ငါတို့ကနိဗ္ဗာန်ရောက်အောင်လေ့ကျင့်ရတော့မှလားပါလားတွေးထင်တယ်မဟုတ်ပါဘူးเนาะဆိုတော့ကျွန်တော်ဒီအသက်21နှစ်ထိပေါ့เนาะကျွန်တော်ဗုဒ္ဓဘာသာဆိုတာကျွန်တော်ကမီယိုဖလာဗုဒ္ဓဘာသာပဲဖြစ်ခဲ့တယ်ဥပမာဆိုရင်ထားပါတော့ဖះသွားကြောင်းတက်တယ်ဆိုတာကဒါကမိဘသွားခိုင်းလို့ဘာသာရေးတစ်ခုရဲ့အကြောင်းကျွန်တော်ဖះသွားကြောင်းတက်လုပ်တယ်ပေါ့เนาะဒီဥပုံနေမှာဥပုစောင့်နေဆိုတဲ့အတိလေးပဲရှိခဲ့တယ်ကွာသိမလားတရားနာရဲဆိုတာလည်းဒါလူကြီးတွေမှနားမယ်တရားလို့ထင်ခဲ့တယ်ဒါပေမဲ့အသက်20တနစ်ကျော်မှကျွန်တော်ကအကူတယောက်ရဲ့ကျေးဇူးကြောင့်တီးခဲ့တာပေါ့နော်ဆိုတော့သူကအဲ့ကျွန်တော်22နှစ်လောက်အချိန်မှာသူကဒီဆရာတော်ဒီဆရာတော်ဥက္ကဋ္ဌကဒီတရားတွေသူကဘေးမှာပေါ့နော်စပီကာလေးနဲ့ဖွင့်ထားတယ်အဲ့မှာကျွန်တော်ကအတန်လေးကြားမိလိုက်တဲ့အချိန်မှာပေါ့နော်တရားမဟုတ်တယ်ခဏခဏကြားနေရကြတော့ကျွန်တော်ကစိတ်ဝင်စားသွားပါပေါ့နော်ဟာကျွန်တော်အရင်တော့တီးခဲ့တရားရေးဆိုတာတည်ရမှာဒီနိဗ္ဗာန်ရောက်ကြောင်းတရားရေးပဲကျွန်တော်နာခဲ့တာများတယ်အဲ့တုန်းကလည်းကိုကလည်းဉာဏ်စင်မရှိတော့ဒါတွေကလူကြီးတွေမှနားလေတဲ့တရားရေးလို့ထင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတော်ဥက္ကဋ္ဌဟောတဲ့တရားကြီးကျွန်တော်ဘာကြားမိလဲဆိုတော့ပေါ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဤပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိုင်ငံရေးစီးပွားရေးလူမျိုးအစုံပဲဆိုတော့ကျွန်တော် surprise ဖြစ်သွားပါတော့ဒါကငါတို့ဗုဒ္ဓဘာသာမှာရှိရလားပေါ့နော်အသက်21နှစ်ကျော်မှကျွန်တော်သိခဲ့ရဆိုပြီးတော့ကျွန်တော်အဲ့ကစပြီးစိတ်ဝင်စားသွားပြီးတော့ဆရာတော်ဥက္ကဋ္ဌတရားမှန်တယ်ကျွန်တော်အကုန်နားတယ်နာတော့ကြတော့ဘာလို့ဒါကိုကလည်းခုမှတရားစနာကစားဆိုတော်တော်လေးသဘောတွေ့တယ်နောက်တစ်ခုကတရားစနာသူတို့အရင်အဆင်ပြေတယ်ဘောင်းတော်ပေါ့နော်ကျွန်တော်ခုနကကြိုးစားမဲ့အကြောင်းတွေသိရမလားလူငယ်တယောက်ကဘယ်လိုကြိုးစားတဲ့ဆိုတဲ့အကြောင်းတွေကြီးပွားရေးအကြောင်းတွေအားလုံးကျွန်တော်ကနာခဲ့ရတယ်အဲ့ကနေပြီးတော့မှကျွန်တော်ကတဆင့်ပေါ့နော်ဒီမှာဒီဒေဟုတ်ဆရာတော်ဖရာတို့မနာပဒါကြီးတို့တစ္ဆာရွှေစီတို့အစုံပဲကျွန်တော်ဆရာတော်ဖရာတော်တော်များများကိုနာမိလိုက်တဲ့အချိန်မှာဘာတွေသိခဲ့ရလဲဆိုတော့ငါတို့ကြီးပွားအကြောင်းပေါ့နော်အောင်မြင်အကြောင်းတရားတွေဒီဗုဒ္ဓဘာသာမှာရှိနေပြီးသားဆိုကျွန်တော်သွားတွေ့တယ်ပေါ့နော်နောက်တစ်ခုကပုံမိုက်တာကွာစိတ်အကြောင်းတွေအများကြီးသိခဲ့တယ်ဘသူစိတ်အကြောင်းလဲဆိုကိုယ်စိတ်အကြောင်းကိုသိခဲ့ရတယ်ဒီချိန်မှာငါဘာလို့ဒီစိတ်ဖြစ်နေရလဲဒီချိန်မှာငါစိတ်တွေဘာဖြစ်နေရဆိုတဲ့အကြောင်းတွေအများစုကိုကျွန်တော်သိခဲ့ရတယ်အဲ့လိုသိခဲ့ရတဲ့အချိန်မှာကျွန်တော်တော်တော်လေးပျော်သွားတယ်ပေါ့နော်အရင်တော့ကျွန်တော်22နှစ်မတိုင်ခင်ကတော့စိတ်ညစ်တာတွေအများကြီးကြုံခဲ့ရတယ်အများကြီးကြုံတိုင်းလဲကျွန်တော်ကဘောနော်ဘာလို့ဖြည့်သိမ့်လို့ဖြည့်သိမ့်ရမှမသိဘူးဘောနော်ပြီးတော့ကိုကအရက်မတောက်တဲ့လူဆိုတော့ပူဆိုးတယ်နော်အရက်မတောက်တဲ့လူဆိုတော့ဒီလိုမျိုးပါကိုကဒီအရက်မကြိုက်လို့ပေါ့နော်ဆိုတော့အရက်မကြိုက်အရက်မတောက်တဲ့ဘူးစိတ်လေးလည်းမတောက်တဲ့တော့စိတ်ညင်ဘာလို့မှမသိဘူးဆိုတော့အဲ့လိုမျိုးတယောက်တည်းခံရတဲ့အချိန်မှာဒီတရားတွေနာပြီးတဲ့အချိန်မှာစိတ်တွေကိုဖြည့်သိမ့်တက်လာတယ်အဲ့ဒီမှာကျွန်တော်ဗောနော်အယူမှန်းလာပြောရမှာဗောနော်အတော်တင်ကိစ္စတွေပြဿနာတွေကိုကျွန်တော်ကဘာလို့မြင်လာလဲဆိုတော့ဒါတွေကဘာမှမဟုတ်ဘူးဆိုတော့တိလာတယ်အဲ့ကြတိတ်မခံစားမိတော့ဘူးဗောနော်အဲ့ကြဘာတွေကောင်းလာလဲဆိုတော့အကျိုးရလက်တွေရလာတယ်ကိုကပတ်ဝန်းကျင်ကိုအကောင်းမြင်တတ်လာတယ်နောက်ပြီးကိုယ်တိုင်ပဲဗောနော်ဒီအချိန်တွေကိုအလားဟတာသုံးမိနေရလဲမြင်လာတယ်နောက်တစ်ခုဒါတွေကိုအချိန်တွေကိုဘလို့အသုံးချရမလဲဆိုတာတွေကိုလည်းဗုဒ္ဓတရားတော်တဲ့အညီကိုကအားလုံးကိုကျွန်တော်လိုက်နာနိုင်ခဲ့တယ်အဲ့အချိန်မှာပဲကျွန်တော်ကဗောနော်စတင်ပြီးလူကပြောင်းလဲလာတဲ့အတွေးခေါ်တွေအယူဆတွေအရင်တုန်းကတခုခုဆိုရင်ဗောနော်ဒီဘယ်လိုအလိုမကျတာတွေအများများတယ်နောက်တစ်ခုကပြဿနာတွေပဲအများကြီးကိုဖန်တီးမိနေတတ်တယ်နောက်တစ်ခုကဘာပဲလို့ဗောနော်ကိုကဘာမှမသိဘူးဆိုတဲ့အနေအထားကြီးဖြစ်နေအဲ့တရားတွေနာပြီးတဲ့အချိန်မှာလုံးဝချင်းချင်းကြီးဖြစ်သွားတာနော်ဆိုအဲ့မှာကျွန်တော်ဆရာဥက္ကဋ္ဌလာတွေနာတယ်ခုနပြောခဲ့သလိုဗောနော်ဒီမှာအများကြီးပဲနားတဲ့အခါမှာအတိခဲ့ရဒါမှမဟုတ်ကျွန်တော်ဒီကနေလူငယ်တွေပြောချင်တာလေကိုတကယ်အောင်မြင်ရင်လားတရားတော့တရားများများနာနော်စိတ်ညင်တရားနာတရားပဲနာတဲ့အခါကျရင်သူကတိလာလိမ့်မယ်တရားထဲမှာဒီဝိရိယအကြောင်းတွေလုံလဝိရိယအကြောင်းတွေတမာတိအကြောင်းတွေအများကြီးပါတယ်ဒါပေမဲ့ကိုကအများစုကကြတော့ဒီဝိရိယရှိတယ်ဒါပေမဲ့ဘလို့ဝိရိယထားမှမသိဘူးဗောနော်ပြီးတော့စိတ်ညစ်တယ်ဒီစိတ်ကိုဘလို့ဖြေမှမသိဘူးဆိုတဲ့အကြောင်းအရာတွေအများကြီးပါလာတယ်ပြောချင်တာကွာအဲ့လိုအစုံပါလာတဲ့အခါမှာကျွန်တော်တော်တော်လေးပျော်သွားတယ်ဆိုတော့အဲ့ရစားပြီးကျွန်တော်ပြောင်းလဲလာခဲ့တယ်အခုဆိုရင်ကျွန်တော်ကကုမ္ပဏီတည်ထောင်နိုင်ခဲ့တယ်ဗောနော်ဒီကုမ္ပဏီတည်ထောင်နိုင်ခဲ့ပြီးတော့ဝန်ထမ်းပေါင်းယာချီဗောနော်200ကျော်ကိုကျွန်တော်လာစာပေးထားနိုင်ခဲ့တယ်ဆိုတော့ဒါကအမတ်ပဲကြည့်လိုက်ရင်ပုံမြင်တစ်ပုတ်လိုပဲဒဏ္ဍာရီတစ်ပုတ်လိုပဲဗောနော်မဖြစ်နိုင်တဲ့စကားလုံးပြောနေသလိုပဲဒါပေမဲ့ဒါကလက်တွေ့ဖြစ်ခဲ့တာပါအဲ့တော့ဗောနော်ကျွန်တော်တယောက်တည်းပဲဒီလိုဖြစ်ခဲ့ရလားဆိုတော့ကျွန်တော်လိုက်လစ်လာကြည့်တဲ့အခါမှာမဟုတ်ပါဘူးနော်ဆိုတော့အများစုတစ်ထည့်ကျွန်တော်တွေ့ဘူးတယ်ကြီးတက်ချမ်းသာတစ်ထည့်တွေတွေ့ဘူးတယ်ဖရာတရားအရန်လို့တယ်
နော်ဆိုတော့သူတို့ကိုကြည်လိုက်ရင်အလုပ်တွေအများကြီးလုပ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တွေ့ခဲ့တယ်ဟောလို့မိုက်လိုက်လာပေါ့နော်ဒါကျွန်တော်အဆင့်ဆိုဘာမှမဟုတ်ဘူးအောက်ခြေအဆင့်ပဲရှိသေးတယ်ကျွန်တော်ကဆိုတော့အဲ့မှာကျွန်တော်ကပိုတိလာအချိန်မှာကျွန်တော်ဒီတရားတွေပို့ပြီးနာပြလာတယ်အခုဒီနာတော့မယ်ကျွန်တော်ကရေချိုးကန်လည်းတရားနာတယ်ဒီထမင်းစားနေချိန်လည်းဘေးမှာတရားလေးဖွင့်နာတယ်တခါကျရင်အိမ်မှာညအိတ်ခိုင်းလည်းတရားနာတယ်ပေါ့နော်နောက်ပိုင်းခုနောက်ပိုင်းပိုကောင်းလာတစ်တော့ရှိရပေါ့နော်ကိုကတနားရီနှစ်နာရီချိန်မပေးနိုင်ဘူးဆိုတော့၄-၅ မိနစ်နာလို့ရတရားတွေအများကြီးပဲအဓိကစိတ်ကိုငြိမ်းချမ်းတယ်အေးချမ်းတယ်ပျော်ရွှင်လာတယ်ကိုဘာလို့လုပ်အောင်လဲဘာလို့မလုပ်လဲတိလာတယ်ဘသူ့ကိုဘလို့ဆက်ဆံရမလဲတိလာတယ်နော်ဒီ motivation တွေက auto ရတာနော် auto ရတာဖန်တီးနေကြမလို့ဆိုတော့အဲ့မှာကျွန်တော်ဘာသိလာဆိုတော့ဒီအကြီးကတော်တော်ကြီးအသုံးဝင်ပါလားဆိုတော့ကျွန်တော်သိပြီးတော့အဲ့မှာပဲကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာတရားဖြစ်ခဲ့ရပါတယ်နော်နိဗ္ဗာန်ရောက်ဖို့ဆိုတာအဝေးကြီးပါကျွန်တော်တွေနော်ဘာလို့တော့ဒီအောက်ခြေရည်မှန်းချက်တွေအရင်ပြည့်အောင်ဖြည့်ရမယ်ဗုဒ္ဓဟောတဲ့ခဲ့တာကဒီဘောဘယ်လိုပြောမလဲလောကီလောကုတ္တရာပေါ့အရင်ဆုံးလောကီမှာကျွန်တော်နေတယ်လောကီဆိုတာကျွန်တော်လက်ရှိကျင်လဲနေတဲ့လူဘဝမှာကျွန်တော်တို့ကအောင်မြင်အကြောင်းတွေလည်းရှိတယ်ဒါကိုစိတ်ဝင်စားရဆိုရင်ကိုကမဟုတ်ဘူးကိုယ့်ရဲ့ဉာဏ်စဉ်အရာကိုကလောကီကိုကြော်ပြီးလောကုတ္တရာလေ့လာမယ်ဆိုလဲရတယ်ပြောချင်တာကအများစုထင်တာကလောကုတ္တရာဆိုတဲ့ဒီနိဗ္ဗာန်အကြောင်းတရားတခုလည်းမဟုတ်ဘူးနော်မြတ်တော်ဘုရားကအကုန်ချပေးခဲ့ပါတယ်နော်ဆိုတော့အဲကြောင့်မလို့ကျွန်တော်ကတော့ယုံကြည် 100% လေးဘာလို့ဆိုတော့ကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာစစ်တယောက်ဖြစ်လို့ပါနော်ဆိုတော့ဒီဘာသာရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကတော်တော်လေးလုပ်တယ်ပေါ့နော်ဒါကိုယ့်ကိုသိတယ်လာပြီးဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ပေါ့နော်အဲ့လောက်အဆင့်ထိကျွန်တော်ကလစ်လာထားတယ်ပေါ့နော်ဆိုတော့အဲကြောင့်မလို့မောင်းတော့ဘာဖြစ်ဖြစ်ကိုကအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်အဲ့ဘာသာတရားကိုလစ်လာကြည့်ပါနော်ကိုကလူငယ်ပြီးပေါ့ကွာကိုတွေ21လောက်ကလည်းဘာရှိလဲဆိုတော့စပြီးတော့ဒီဘာသာတရားလုပ်မယ်ဆိုတော့ကိုယ်စိတ်ထဲမှာတွေးတာပေါ့နော်အဲ့လိုပဲညီငယ်တို့ခုမေးသလိုပေါ့ဘာသာတရားဘာလဲညာလဲကံကိုရောမလားအဲ့ဆိုမကောင်းတဲ့လုပ်ပြီးတော့တိုးတက်နေလို့ဘာလို့မလဲအဆုံးပေါ့မပူနဲ့အဲ့ဘာသာတရားထဲမှာကျွန်တော်တို့ဒီဗုဒ္ဓဘာသာဒီဗုဒ္ဓတရားတော်တွေမှာအဲ့ဖြည့်ရှင်းချက်တွေအကုန်ရှိတယ်မကောင်းတဲ့လူကဘာကြောင့်ကြီးပွားရလဲကောင်းတဲ့လူကဘာကြောင့်မကြီးပွားရလဲအဲ့လိုပေါ့နော်တန်တရားစိတ်တွေကအများကြီးပျောက်သွားရောနောက်တစ်ခုကအကောင်းမြင်တက်လာတယ်နော်ဆိုတော့အဲ့လိုလေးလေ့ကျင့်ပါလို့ကျွန်တော်ရရင်ပြောချင်လိုက်ပါတယ်ကျွန်တော်လုံးဝအာမခံပါတရားတော်အဲ့လိုစနစ်တကျနာစနစ်တကျလေ့ကျင့်ကိုလိုက်လှုပ်ဆောင်မှုလို့လိုတာပေါ့ဗုဒ္ဓဆိုတာနီးလည်းမပေးရလေလှုပ်ဆောင်မှာကိုလှုပ်ဆောင်မှာဟုတ်နော်ခုနပြောလို့ဒီဂါရာရွေ့အောင်နဲ့ကြီးပွားတာတော့မရှိဘူးပေါ့နော်အဲကြတော့ဘာလို့မလဲဆိုတော့ကိုကအဲ့ဒီဂါရာဘာလို့ဆိုလိုတာလဲဥပမာဆိုရင်ဒါမေတ္တာတုံးမှာပါလေနော်ဘာလို့ဆိုလူတိုင်းမေတ္တာထားရမယ်ဒီညီကိုမောင်နှမလို့ဆက်ဆံရမယ်မိသားစုလို့ထားရမယ်ကူညီတဲ့ခါလဲဒါဘယ်လိုကူညီရမလဲဆိုတဲ့ပုံစံတွေလာတယ်လေဆိုတော့အဲ့လိုကြတော့ဒါဂါရာရွေ့အောင်မဟုတ်ဘူးလေအဲ့ဒါကိုလည်းရွတ်မယ်ကိုလည်းအဲ့လိုစိတ်ထားရမယ်ဆိုတဲ့ပုံစံလေးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတွေကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့